real or fake ဒီအမျိုးသမီးက JFK လေးစိတ် American နိုင်ငံမှာရောက်လာဒါပေမဲ့သူ့ရဲ့ passport ကဒီကဘာပေါ်မှာမရှိတဲ့နိုင်ငံ passport ဖြစ်ပါတယ် Torrenza နိုင်ငံနဲ့မဟုတ်ပါဘူးရှောက်ပြော passport ကိုစစ်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ passport ကကဘာပေါ်မှာတော့မြေပုံကဘာမြေပုံထဲမှာတော့မရှိတဲ့နိုင်ငံ Torrenza ဆိုတဲ့နိုင်ငံ Breaking news, a woman has landed at JFK Airport with a passport from a country that has never existed. Fake JFK website မှာဒီတဲ့မရှိဘူးနာမည်ကြီးတဲ့တဲ့ channel မှာလည်းမပါဘူးစဉ်းစားကြည့်လိုက်လေဖြစ်နိုင်လားအဲ့ fake နော်အဲ့တဲ့လုံးဝမိုင်းတယ် video က real YouTube ကကူလာတာဒါပေမဲ့မရှိတဲ့နိုင်ငံရဲ့ passport ကိုင်းတာဆိုဘာမှမဆိုင်ပါဘူးကိုပြီးYouTube video ပြမယ်နော် okay ဒီ video က YouTube မှာရှိတယ်နော်ပြီးခဲ့တဲ့3နှစ်လောက်ဒါပေမဲ့သူ့ရဲ့ passport ကမရှိနိုင်ငံမဟုတ်ပါဘူး Saudi Arabia passport ပါခက်တဲ့ကသူ immigration မိတဲ့ဟာသူမဖြေနိုင်လို့ပြဿနာကဒီမျိုးတမိကအင်္ဂလိပ်စကားမတတ်ဘူးအဲ့ဒါပဲလေးစိတ်ဝန်တံများသူ့ကိုကူညီပေးခြင်းတယ်သူ့ကိုဘလူးလာတွဲမလဲသူပဲသွားမလဲအဲ့လိုမိတယ်သူမဖြေနိုင်လို့သူ့ကိုကူညီပေးလို့နောက်ဆုံးမှသူ့ရဲ့သူနဲ့ပြန်တွဲပြီးတော့သူတပေါ်ကြပါဒါနဲ့ video ကတကယ် real ဒါပေမဲ့မရှိနိုင်ငံ passport ခိုင်းတာအဲ့ဒါ fake အဲ့ဒါ fake အဲ့ဒီတဲ့ကလော fake